ဥမြောင်လိုင်းလို့ပဲကျွန်တော်ခေါ်ပါတော့မယ်ဘာလို့ဆိုတော့တချို့ကိစ္စတွေဥမြောင်လိုင်းလို့ခေါ်တာပို့ပြီးတော့မှန်ပါတယ်နော်မှန်ပါတယ်တချို့တွေခုတည်းဘုံစုံကြီးလို့သုံးနေကြသေးတယ်ပေါ့နော်မှန်ပါတယ်ဥမြောင်လိုင်းလို့ခေါ်သုံးသိပြီလို့ကျွန်တော်ယူဆပါတယ်ဒီမျိုးစာတင်ထမ်းဆောင်ခွင့်ရသွားတဲ့ဒါနိုင်ငံတော်သမ္မတလို့တရားဝင်အမိတက်ခွင့်ရသွားတဲ့ဘုံစုံကြီးမြောင်လိုင်းခေါ်ဥမြောင်လိုင်းပေါ့နော် sorry ဥမြောင်လိုင်းနိုင်ငံတော်သမ္မတတရားဝင်နိုင်ငံတော်သမ္မတဖြစ်သွားတဲ့ဥမြောင်လိုင်းကိုဘာပြီးတော့ကျွန်တော်လက်ချီးကျူးကုန်ပြပါတယ်အခင်းမလားပါခင်ဗျာမြန်မာနိုင်ငံရေးတမိုင်းစာမျက်နှာတစ်တစ်ခုကိုဒီကနေ့မှာပဲတရားဝင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်အားလုံးစောင့်မျှော်နေကြတဲ့အတိုင်းဒီနေ့လွတ်တော်အစည်းအဝေးမှာနိုင်ငံတော်သမ္မတတက်နဲ့ဒုတိယသမ္မတတွေကိုအတည်ပြုရွေးချယ်တင်မြှောက်လိုက်ပြီးဖြစ်ပါလေကျော်မျိုးမင်းတင်ဆက်သွားတဲ့လွတ်တော်တွင်းကစိတ်လှုပ်ရှားဖွယ်အခိုက်အတန့်တွေမဲရလက်အသေးစိတ်တွေနဲ့နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်တို့ခက်ကြဲကြဲပြန်လည်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျင်းပတဲ့လွတ်တော်ဟာတကယ်ကိုအရေးပါတဲ့အစည်းအဝေးတစ်ခုဖြစ်ပါတယ်တမတော်သားကိုယ်စားလှယ်များအမျိုးသားလွတ်တော်နဲ့ပြည်သူ့လွတ်တော်အစုအဖွဲ့3စုပေါင်း966ဦးတက်ရောက်ရမှာဖြစ်ပေမဲ့ဒီကနေ့မှာတော့964ဦးတက်ရောက်ခဲ့တာကိုတွေ့ရပါတယ်ခွင့်တိုင်ကြားထားတဲ့ကိုယ်စားလှယ်2ဦးဟာလည်းမိသားစုဝင်တွေဆုံးပါသွားတာမျိုးလို့ကိုရေးကိုတာအခက်အခဲကြီးမားတဲ့ကိစ္စရပ်တွေကြောင့်ဖြစ်တယ်လို့သိရပါတယ်မဲခွဲဆုံးဖြတ်တဲ့အခါမှာတော့လူဝက်မဲစနစ်နဲ့စနစ်တကျဆောင်ရွက်ခဲ့ကြတာပါမဲရတွက်နေခြင်းအတွင်းမှာတော့ဒုတိယသမ္မတလောင်ဦးညိုဇော်ဟစ်အမီဝေခဏခဏထွက်ပေါ်ခဲ့လို့တရောက်လာသူတွေအကြအနှဲငယ်စိတ်လှုပ်ရှားခဲ့ရပေမဲ့နောက်ဆုံးမှာတော့ဦးမင်းဟောင်လိုင်ကထောက်ခံမဲ့429မဲအပြတ်အတန်းနဲ့နိုင်ငံတော်သမ္မတအဖြစ်ပန်းပန်းသွားခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာထူးခြားချက်တစ်ခုကိုထောက်ပြချင်တာကတော့ဦးမင်းအောင်လိုင်ရောက်ရှိခဲ့တဲ့မဲအရေးတော့ပါပဲကျော်မျိုးမင်းရဲ့သုံးသပ်ချက်အရာဆိုရင်ဒီမဲ429မဲဟာအရင်တုန်းကသမ္မတတွေဖြစ်တဲ့ဦးသိန်းစိန်ဦးထင်ကျော်နဲ့ဦးဝင်းမြင့်တို့ရောက်ရှိခဲ့တဲ့ထောက်ခံမဲရတဲ့ပုံမများပြတယ်လို့ခံမှန်းရပါတယ်ဒါဟာလွတ်တော်ကိုယ်စားလှယ်အများစုရဲ့ခိုင်မာတဲ့ထောက်ခံမှုကိုရရှိထားတာကိုပြသနေတာလည်းဖြစ်ပါတယ်ဒါအပြင်ဒုတိယသမ္မတအဖြစ်ဦးညိုစောက126မဲရရှိခဲ့တယ်လို့ထူးခြားစံသစ်မှုအနေနဲ့ဒေါ်နန်းနီနီအေဟာ29မဲနဲ့မြန်မာတမိုင်းမှာပထမဆုံးသောအမျိုးသမီးဒုတိယသမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါဟာမြန်မာနိုင်ငံရေးမှာအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုပုံမမြင့်တင်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာ။နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံရပြီးသားနဲ့တပြိုင်နက်ဖွဲ့စည်းပုံအခြေဥပဒေအရဦးမင်းအောင်လှိုင်ဟာဓမ္မတော်သားဘဝဝန်ချမ်းဘဝနဲ့ပါတီအဖွဲ့အစည်းတွေကနေနှုတ်ထွက်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးနိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်လို့ပဲတရားဝင်ခေါ်ဝေါ်သုံးစွဲဖို့တင်တော်ပြီးဖြစ်ပါတယ်။တမတော်မှာစစ်သားတပ်တန်း52မြတ်နဲ့တပ်ချုပ်တပ်တန်း52တာဝန်ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံတွေဟာအခုစတဲ့မဲ့9နှစ်တပ်တန်းရှိတမစတာဝန်ကိုထမ်းဆောင်ရမှအများကြီးအထောက်အကူဖြစ်စေမှာပါ။တမတော်သားဘဝကနေအရာပတ်အုပ်ချုပ်ရေးခန်းဆောင်အထက်ပြောင်းလဲလိုက်တဲ့ဒီမတိုင်ဟာတကယ်ကိုကြီးမားလာပါတယ်ခင်ဗျာ။တမတတဲ့ရွေးချယ်ခံရမှုအပေါ်အင်ကြီးချင်းနိုင်ငံကြီးဖြစ်တဲ့တရုတ်နိုင်ငံနဲ့အတူဝါအဖွဲ့မိုင်းလာအဖွဲ့တွေကလည်းကွန်ပျူတာဝန်လွှာတွေချက်ချင်းပေးပို့ခဲ့ကြပါတယ်။ရှေ့ဆက်ပြီးထိုင်းအိန္ဒိယနဲ့ရုရှားတို့လိုမိတ်ဖက်နိုင်ငံတွေစီကလည်းကွန်ပျူတာတွေထပ်မံရောက်ရှိလာဖို့ရှိနေပါတယ်။လာမယ့်ဧပြီလ6ရက်နေ့မှာကျန်းသစ္စာကျိန်ဆိုပွဲကိုခမ်းနားစွာကျင်းပသွားမှာဖြစ်တယ်လို့အစိုးရအဖွဲ့တစ်ကိုလည်းစတင်ဖွဲ့စည်းသွားမှာပါ။သမထတဲ့ဦးဆောင်မဲ့အစိုးရလက်ထက်မှာတိုင်းပြည်ငြိမ်းချမ်းသာယာပြီးပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေကုန်စည်စီးဆင်းမှုတွေနဲ့လုံခြုံရေးအခြေအနေတွေတည်တည်တာတာတိုးတက်လာဖို့ပြည်သူအားလုံးကမျှော်လင့်နေကြပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။